Hanakosan, Hanakosan, Hanakosan. ငယ်ဘွားရဲ့မတရားအကြောင်းပြောမယ်ဆိုလို့ရှိရင်ငယ်တော့ပြောခဲ့တဲ့အကြောင်းတွေကလည်းအရင်အောင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ငယ်ဘွားရဲ့အမတ်တရားတွေပဲဒါပေမဲ့ဒီနေ့ပြောမှာကတော့မြန်မာတဲ့အကြောင်းမဟုတ်ဂျပန်တဲ့အကြောင်းဟန်နာကိုဆန်ဒီနာမည်ကိုတော်တော်များကြားဦးကြမယ်ထင်ပါတယ်ဟန်နာကိုဆန်ကဂျပန်တန်းကျောင်းရဲ့ကောလာဟလာတစ်ခုဒါမှမဟုတ်တဲပုံမြင်တစ်ခုပေါ့သူကကျောင်းရဲ့တတိယတက်မိန်းကလေးအိမ်သားတွေကတတိယမြောက်အိမ်သားတွေမှာရှိရလို့လူရပြောကြတယ်ကောလာဟလာအရာဆိုလို့ရှင်တော့အဲ့ကျောင်းရဲ့3တက်မြောက်မင်းကလေးအိမ်သား3ကန်းမြောက်ကိုသွားပြီးတော့တကား3ချက်ခောက်လိုက်မယ်ပြီးလို့ရှင်ဟန်နာကိုဆန်အထဲမှာရှိလားလို့မေးလိုက်မယ်ဆိုလို့ရှင်တကားကဖြည်းဖြည်းချင်းပွင့်သွားပြီးတော့ရှိရဲလို့ပြောတဲ့တန်ကြားလိုက်မယ်ပြီးလို့ရှင်တော့ဟိုးရုံကចောင်းအိုဝဲစားနဲ့စပင်ကိုဝဲလောက်ရှိတဲ့ကောင်မလေးကိုလည်းတွေ့လိုက်မယ်တချို့တွေကတော့ဒီဟန်နာကိုဆန်စီမှာလိုချင်တဲ့အစုကိုတောင်းလို့ရတယ်လို့ပြောတယ်ဒါပေမဲ့အဲ့စုကလွယ်လွယ်နဲ့ရတာတော့မဟုတ်ဘူးကိုစီကတန်မိုးအထားဆုံးຢာတစ်ခုပေးပြီးမှကိုလိုချင်တဲ့စုကိုရတာပေါ့နော်တချို့ချာကလည်းဒီဟန်နာကိုဆန်က dry let တွေကိုဆွဲခေါ်သွားပြီးတော့တစ်သက်လုံးဆွဲခေါ်သွားတယ်တစ်သက်လုံးအဲ့လူကပျောက်သွားတယ်လို့ပြောကြတယ်ဒီတရေချောင်းကဘယ်ချိန်ကနေစပြီးတော့နာမည်ကြီးခဲ့ရလဲဆိုတော့1950ဝန်းကျင်လောက်ခနဲ့ကစပြီးတော့နာမည်ကြီးခဲ့ရပါတော့ကျောင်းရင်သားထဲမှာကောင်မလေးတယောက်တက်ခံရတယ်ဆိုတဲ့တင်ကနေစပြီးတော့ဒီဟန်နာကိုဆန်ဆိုတဲ့ကောင်မလေးရဲ့တင်ကလည်းနာမည်ကြီးလာခဲ့ရပေါ့ဒီကျောင်းရဲ့အိမ်သားထဲမှာသူရှိပါတယ်ပေါ့လေသူကဘယ်လောက်ထိနာမည်ကြီးလဲဆိုလို့ရှင်သူ့ရဲ့အကြောင်း anime တွေပြန်ရိုက်တာရှိရဲ့ movie တွေထဲမှာထည့်ပြီးတော့ရိုက်တာရှိရဲ့ပြီးလို့ရှင်စာအုပ်တွေထဲမှာထည့်ပြီးတော့ရေးထားလည်းရှိရဲ့သူ့ရဲ့အကြောင်းကို anime တစ်ပုဒ်တော်မှာထုတ်ထားရှိရဲ့ဒီမှာတော့ဟန်နာကိုဆန်မဟုတ်ဘဲနဲ့ဟန်နာကိုကွန်းဆိုပြီးတော့ထုတ်ထားတာပေါ့နော်ဒီမှာတော့တရေကအကောင်လေးပေါ့ anime ထဲမှာတော့ဒီတရေကောင်လေးအရင်ချစ်စရာကောင်းပေမဲ့တကယ်အပြင်လောကမှာတော့ဒီလိုမဟုတ်ဘူးဟန်နာကိုဆန်အရင်ကြောက်စရာကောင်းတဲ့လက်စားချစ်ဖို့အတွက်စောင့်နေရလို့လူတွေကပြောကြတာပေါ့သူ့ကိုအင်္ဂလိပ်တရေဘာနဲ့တူလဲဆိုလို့ Bloody Mary နဲ့တူတယ်လို့လည်းပြောကြတယ်နောက်ထပ်ဟန်နာကိုဆန်နဲ့တော်တော်လေးကိုခက်ဆင်ဆင်တူတဲ့နောက်ထပ်တရေတစ်ကောင်ရှိသေးတယ်သူ့ရဲ့နာမည်အခါမန်တိုအတိတ်ပဲကတော့အနီအောင်ဝတ်စုံကြီးကိုဝတ်ထားပြီးတော့မျက်နှာဖုံးဆွတ်ထားရဲဆိုတဲ့အတိတ်ပဲပေါ့သူကလည်းဟန်နာကိုဆန်လိုပဲကျောင်းရင်သားတွေမှာပေါ်လာလေးရှိရဲ့တရေတကောင်အထူးသဖြင့်အမျိုးသမီးအိမ်သားတွေမှာပေါ့သူ့ကိုတော့ကျောင်းရင်သားရဲ့နောက်ဆုံးအခန်းတွေမှာတွေ့ရလေးရှိရဲ့လို့လူတွေကပြောကြတယ်သူပေါ်လာတဲ့အချိန်ကလည်းဟန်နာကိုဆန်ပေါ်လာတဲ့အချိန်နဲ့တိတ်တော့မကွာဘူးဒါပေမဲ့ပြောရတော့ခက်တယ်1930ကနေ1950ဝန်းကျင်ကြားကာလတွေမှာပေါ်လာခဲ့တာပေါ့သူကဟန်နာကိုဆန်ထက်ထောင်ပို့ပြီးတော့စောခဲ့မယ်လို့ထင်ရတယ်ပေါ့နော်သူ6တက်ပုံစံချက်တစ်မျိုးသူကဘလို့6လဲဆိုတော့အိမ်သားဆက်ကူအနီလားအပြာလားဆိုပြီးတော့မေးရဲ့အဲ့မှာအနီရွေးလိုက်မိမယ်ဆိုလို့ရှင်တော့ကို့ကိုသွေးထွက်တန်ကိုဖျက်အောင်လုပ်ပြီးတော့တက်ပစ်လိုက်တယ်တကယ်လို့အပြာရွေးမယ်ဆိုလို့ရှင်တော့အသက်ရှူကျက်ပြီးတော့လုံးဝခန္ဓာကိုယ်တစ်ခုလုံးပြာနှမ်းသွားတဲ့အထိလဲပြီးညင်ပြီးတော့တက်ပစ်တတ်တယ်တချို့ fashion တွေမှာတော့လူတွေပြောကြတာကစက်ကူအဖြူလဲပါတယ်လို့ပြောကြတယ်စက်ကူအဖြူကိုရွေးလိုက်မိမယ်ဆိုလို့ရှင်တော့လုံးဝပျောက်ကွယ်သွားမယ်လို့လည်းပြောကြတယ်လုံးဝပျောက်ကွယ်သွားမယ်ဆိုတာဒီတရေပျောက်သွားမှာမဟုတ်ဘူးကိုယ်လုံးဝပျောက်ကွယ်သွားအောင်သူလှုပ်ပစ်မအောင်ပြောတာသူနဲ့တွေ့လို့ရှင်အကောင်းဆုံးနီးလန်းကတော့သူ့ကိုမကြည့်နဲ့ပြီးလို့ရှင်သူ့မေးရအောင်လည်းမဖြေနဲ့လုံးဝနောက်လက်မကြည့်ပဲနဲ့ပြေးထွက်သွားဖို့ပဲအဲ့လိုမှမဟုတ်လို့ရှင်တော့သူ့ရဲ့လက်ထဲမှာတနည်းနည်းနဲ့တေးရလိမ့်မယ်လို့လူတွေကပြောကြတယ်ဒါပေမဲ့တချို့လူတွေကြလဲသူနဲ့တွေ့ပြီဆိုတာနဲ့ဘလို့မှမလွတ်တော့ဖြည့်သည်ဖြစ်စေမဖြည့်သည်ဖြစ်စေသူကတတ်ပြစ်မှာပဲဘလို့နည်းကိုပဲတုံသူနဲ့တွေ့ပြီဆိုတာနဲ့တေးပြီလို့သာအောင်းမေးလိုက်တော့လို့တချို့ကလည်းပြောကြတယ်ပေါ့နော်ညီမတို့မှလည်းចောင်းသေးတွေနဲ့ပတ်သက်ပြီးတော့တဆင်စကားတဆင်နာဆိုသလိုပဲပေါ့နော်အချင်းချင်းပြောကြရဲဒီចောင်းသေးရဲ့ចောင်းတွေ fashion တွေအမျိုးမျိုးရှိကြသလိုပဲဂျပန်တရေတွေမှာလည်းဂျပန်ចောင်းတရေတွေမှာလည်းအမျိုးမျိုးရှိရဲ့ညီမတို့ဆိုလို့ရှိရင်ချစ်ကလေးမတရေတို့ကြောပေါက်တရေတို့ဒါမျိုးတွေရှိသလိုပဲသူတို့ဂျပန်တရေမှာလည်းចောင်းမှာအများကြီးရှိရပေါ့နော်ခုနကပြောခဲ့သလိုဟန်နာကိုဆန်ရှိမယ်ပြီးလို့ရှိရင်အခါမန်တိုရှိမယ်ပြီးလို့ရှိရင်သူတို့ဒီ room နဲ့ရှိရပေါ့နော်အတန်လွန်ခန်းတို့ပြီးလို့ရှိရင် music ခန်းတို့ပြီးလို့ရှိရင်တိတ်ပံခန်းအဲ့လိုအခန်းတွေရှိရအဲ့အခန်းတစ်ခုချင်းစီမှာသူတို့ရဲ့တရေပုံမြင်နေရှိကြတယ်ဥမာတိတ်ပံခန်းမှာဆိုလို့ရှိရင်အယိုးစုတွေပါထားရောအဲ့အယိုးစုတွေကညဘက်ရောက်ပြီဆိုတော့ねအသက်ဝင်ပြီးတော့ရှောက်သွားနေရတယ်လို့ဒီចောင်းသားတွေကြားမှာကောလာဟလာပြက်နေရပါတော့သူတို့ချင်းချင်းပြောတဲ့တရေအကြောင်းတွေပေါ့နောက်ကြတော့ဒီခန္ဓာကိုယ်ဘေးရအခန်းမှာဆိုလို့ရှိရင်ဒီအယုတ်တွေပေါ့နော်အယုတ်တွေအသက်ဝင်ပြီးတော့ရှောက်သွားနေကြတယ်အတန်လွန်ခန်းမှာဆိုလို့ရှိရင်လည်းညဘက်ရောက်ပြီဆိုတာနဲ့အတန်တွေလွန့်နေ
music ခန်းမှာဆိုလို့ရှင်လေဒီဆန်နီယာတန်နေပါရီထွက်လာတတ်တယ်ပေါ့ကောင်မလေးတယောက်ကဆန်နီယာထိုင်တီးနေတတ်တယ်ဆိုတာမျိုးပေါ့နော်ကျောင်းမှာညဘက်တယောက်တည်းရှိမနေစေနဲ့ရှိနေလို့ကတော့အဲ့တရေတွေနဲ့တွေ့ပြီပဲဒီလိုမျိုးအကြောင်းအရာတွေကသူတို့ရဲ့ကျောင်းသားတွေကြားမှာပြန့်နှံ့နေတဲ့တရေကျောင်းတွေပေါ့ဂျပန်ကျောင်းတရေပုံမြင်နေနဲ့ပတ်သက်ပြီးတော့ဇလန်းတွေအများကြီးရှိရယ် story တွေအများကြီးရှိရယ်ဥမာညဘက်ဒါမှမဟုတ်ကျောင်းထဲမှာကိုတယောက်တည်းရှိနေတဲ့အချိန်ကျောင်းရဲ့ပင်မလေကဘယ်နှစင်းမြောက်ကိုနေလိုက်ပြီဆိုတာနဲ့တမလွန်လောကကိုရောက်သွားနိုင်နေဆိုတဲ့ဇလန်းမျိုးတွေပေါ့ပြီးတော့ no problem အတိတ်ဖက်ကတော့မျက်နှာမရှိဘူးဆိုတဲ့အတိတ်ပဲပေါ့ခေါင်းမပါတာမဟုတ်တော့မျက်နှာမပါတာခေါင်းပါရဲ့ဒါပေမဲ့မျက်နှာပြောင်ကြီးဖြစ်နေတာပေါ့မျက်လုံးတို့နှာခမ်းတို့နှာခေါင်းတို့မပါဘူးလုံးဝပြောင်နေပဲဒီတရေကတော့ဂျပန်မှာမဟုတ်မြန်မာမှာလည်းရှိတယ်မြန်မာမှာတော့အထူးသဖြင့်အုပ်ဆောင်နေလို့ပြောကြတာပေါ့နော်အုပ်ဆောင်နေဆိုလို့ရှိရင်နောက်ကကြည့်ရင်တော့အရင်မိုက်တယ်ချောတယ်ပေါ့နော်ကောက်မလေးဆိုလို့ရှိရင်ချောတယ်စပင်းရှိရှိလေးနဲ့လက်ဝဲလက်စားဆိုလို့ရှိရင်လည်းအပြည့်ပဲဒါပေမဲ့ရှေ့ကနေကြည့်ရင်တော့မျက်နှာပြောင်ကြီးအဲ့လိုတရေတွေလည်းမြန်မာနိုင်ငံမှာရှိရပေါ့နော်တချို့ကတရေလို့ပြောတယ်တချို့ကလည်းအုပ်ဆောင်ပေါ့အဲ့လိုပြောကြတယ်ဂျပန်မှာကတော့သူကကျောင်းနေမှာလည်းတွေ့ရတတ်တယ်လမ်းမှာလည်းတွေ့ရတတ်တယ်မျက်နှာပြောင်တဲ့တရေမျိုးတွေပေါ့တခြားတရေဇလန်တွေလည်းအများကြီးရှိသေးတယ်ဒါပေမဲ့ဒီနေ့ကဒီလောက်ပါပဲနောက်ထပ်ချိန်မှာလည်းဒီဂျပန်တရေအကြောင်းတွေဒါမှမဟုတ်ကျောင်းထဲကတရေပုံမြင်တွေပေါ့နော်တရေဇလန်တွေအကြောင်းတွေဒါမှမဟုတ်တခြားအကြောင်းအရာလေးသိချင်နေဆိုလို့ရှင်လဲကွန်မန့်မှာရေးထားခဲ့လို့ရပါတယ်။ဘာကြောင်းတွေကိုပြောပြရမလဲတရေအကြောင်းတွေကြိုက်တယ်ဆိုလို့ရှင်လဲနောက်ထပ်ဒီမှာဆက်ပြီးတင်ဆက်ပေးတော့ပါဦးမရှင်။လောလောဆယ်မှာတော့အလုံးနှုတ်ဆက်ပြီးတော့ဗီဒီယိုလေးကိုတလောက်နေပဲနေကုန်ချုပ်လိုက်ချင်ပါတယ်။အလုံးမရှိဘူးပါညီမတို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြတာပေါ့နော်။